哎呦！别留呀，人就不帮人。ခုနကမြင်နေရလားမသိအိမ်နာလေးကကြာတော့ရေးလေကောင်းမှရှိရပါရေကူးပြီးတော့အဲ့မှာ drinks သွားယူရရတယ် Lisa, No no, sorry. 20. 20? 20. Okay, let's go. No 跳舞的 Hello good morning ဒီနေ့ကတော့စင်တီယာတို့အာကာဂျီယာမှာ day 1ပေါ့နော်အခုမနက်စာစားဖို့အတွက်ဒီမနေ့တုန်းက dinner buffet စားခဲ့တဲ့ဒီစားတော့ဆိုင်ခန်းအောင်ပဲစင်တီယာတို့မနက်စာစားဖို့အတွက်ပြန်ရောက်နေရအခုစင်တီယာမနက်စာစားဖို့အတွက်ချွေးထားပြီးပြီမနက်စာကလည်း buffet ပဲအမေတွေကလည်းအများကြီးမှအများကြီးပဲအခုတော့စင်တီယာစားချင်တာလေးချွေးလာခဲ့တယ်ဖာဆွန်းပါတယ်ဒီဘက်ကကျတော့ vegetable omelette pancake နောက်ပြီးတော့စင်တီယာကြိုက်တဲ့ crab ကအောက်မှာနောက်ပြီးတော့ဒီ grill vegetable တချို့ပါတယ်နောက်ဒီပေါင်မို့လိုအဝိုင်းကြီးကဘာကြီးမှမသိလို့ရှူလာတာပြီးတော့ဒီဘက်ကကျတော့တူချောင်းပေါ့နော်ဒီဘက်ကကျတော့လည်းလေ omelette နဲ့ဆင်တယ်ဒါပေမဲ့သူကတွဲလာလို့ရေးတာရယ်မှားရေးတာလားဒါမှမဟုတ်တကယ်လားတော့မသိဘူးဒါလည်းစိတ်ဝင်စားလို့ဆိုပြီးရှူလာတာနောက် orange juice ရှိရယ် coffee ကတော့မှာလာတော့မယ်အဲ့တော့ဟောကဟာပါရေးလဲဆက်စုလိုက်အောင်ပဲ cheese လိုမျိုးဒါပေမဲ့အပေါ်ကနေဖြူရတာပြီးလို့ရှိရင်ကြီးမားနဲ့ဆင်တယ်နော်ဟိုဘက်ကတော့ sausage ရယ်တော့သူလဲ crab တော့ပါလာတယ်အပေါ်ကပြလာတဲ့အညိုရောင်ကကြီးကအဲ့မှာ chocolate crab တဲ့အောက်ကစင်တီယာပြောနေရဲ့အဲ့ဒီပလာတာနဲ့ကျူရဲ့ crab ကတကယ်တမ်းမဆာမန်လို့ခေါ်တယ်တဲ့ဒီအလူတွေအရင် friendly ဖြစ်ကြတာဒီလားမနေ့ကဆိုလဲ reception ကမလေးကအရင်ကချုပ်ကောင်းတယ်ခုန waiter ဆိုလဲလာပြောင်းသွားတယ်ခွာစင်တီယာတို့ခန်းခဏပြန်အောင်နေရခုနဟိုတယ်ကိုနည်းနည်းပတ်ကြည့်လိုက်သေးရဲ့အဲ့မှာဆမ်ဘတ်တွေကလည်းအများကြီးလွတ်နေသေးတယ်စင်တီယာတို့လိုချင်တဲ့ဆမ်ဘတ်မှာလည်းနေရာဥခဲ့ပြီးပါပြီအခုက swimsuit လဲမယ်ပြီးကြဆိုရှင်ဒီကူငံပြီးမှဖတ်ရှစ်မယ်ကဲအခုစင်တီယာတို့ခုနကတော့ဥခဲ့sun launcher တွေမှာသွားပြီးတော့ chill ပို့သွားနေပြီအခုကတော့ဇိုင်းကာလာပိုင်းအနေထားတော့ရီကူးအင်းကြီးလဲလိုက်တယ်ရီကတော့မကူဘူးပေါ့နော်ဒါပေမဲ့ရီကူးအင်းကြီးကတော့ဝတ်ထားတယ်အခုတာဝါယူရမယ်တာဝါယူဖို့တော့တာဝါကတ်လေးပေးတာရယ်အဲတာဝါကတ်ပေးလို့ရှင်တို့စီမှာတာဝါထုတ်လို့ရတယ်ဒီလိုမျိုးပေါ့နော် Hello, sawadee ka. Ayo. Welcome guys. Welcome. Mercy Have a nice day. Enjoy. Have a good time. Yeah. Enjoy. Mercy ရလူရအရင်ချုပ်ဖို့ကောင်းတယ်အမှန်တော့မို့စင်စီကတာဝါပြသူတို့ပြတယ်ဒီမှာမစနဲ့ကွာ။ဘာငိုချင်းလား။ သူရှောင်းပါဆိုလို့မကြည့်ဘူးလေလုံးဝမတိုက်တော့အရန်သဘောကျတယ်ခုန temperature ကြည့်လိုက်တာ20 degree ရှိတယ်ဒါမှအခု12နိုင်မပိုးသေးဘူး20 degree ပေါ့နော်ခုနကမြင်နေရလားမသိအိမ်နာလေးကကြာတော့ရေးလေကောင်းမှရှိရပါရေကူးပြီးတော့အဲ့မှာ drinks သွားယူရတယ်စ
င်ပြမာရဲ့ espresso martini လေးရောက်လာပါပြီခဏရေကူးကန်ထဲမှာရေကူးပြီးတော့သွားယူလာရဟာတောက်ကြအောင်ကောင်းတယ်ဒီမှာ all inclusive ယူထားတော့ဒီ drinks တွေကလည်းလေ unlimited ပဲဒီလားဘားတွေက9ခုလောက်ရှိရယ် sport bar က24နိုင်ဖွင့်တယ်အဲ့ဒီတွေကမှကိုကြိုက်တာအကုန်ကြိုက်သလောက်တောက်ရုံပဲဒီလားရှယ်မိုက်တယ်ခုစင်ဒီယာပဲရောက်နေလဲဆိုတော့ခုနကတော့ငါပြောရဲ့ရေကူးကန်အလဲကပူကိုရောက်နေတယ်ရေကူးကန်အလဲကပူဘယ်လိုရောက်နေလဲဆိုတော့လူတာဆိုခုနကတော့စင်ဒီယာတို့နေရဲ့ဒီ sun bath ရှိရဲ့အဲ့ဒီကိုဇရက်လိုတဲလေးရနေပြီးတော့ဂုံပို့ပြီးတော့ခေါ်လာအားလေသမီးလည်းမစိုးဘူးနနလည်းမစိုးပဲတဲ့ဒီရေကူးကန်အလဲကိုရောက်လာတယ်အဲ့ဒါလေးကခုနကတော့ငါစင်ဒီယာတို့နေရဲ့ sun bath ရှိရဲ့တဲလေးပေါ့နော်အဲ့မှာစင်ဒီယာတို့ပစ္စည်းရှိတော့မှဟိုမှာနောက်မှာဆိုဝီချဲပါရှိရဲ့ဒီလိုဆက်ဘူးရေမလားအော်ရေထဲမှာမစိုးဘူးသလားစင်ကြီးရဲ့မကြည့်ထိုင်ပုံလေးရှိရဲ့အဲ့တော့ဟိုထိုင်လို့ရနေရပေါ့နော်အဝေးကကြည့်တော့ကြာဒီမှာထိုင်ကုန်ရှိရဆိုတော့မသိခဲ့ဘူးဒါပေမဲ့ဒီမှာတော်တော်အဆင်ပြေရခိုင်းရတာဒါလေးက special drinks တဲ့သူတို့ပြောတာပဲတော်တော်သားလို့ကောင်းတယ်ram by လို့တော့ပြောတယ်ဒါပေမဲ့ရှား by ပါလဲတော့ပြောတော့အော်ဒီမှာနက်နက်တီးပါတယ်နက်နက်တီးတော့တည်တယ်ကျန်တာရတော့စင်ရလည်းမသိဘူးဟာနဲ့ဆိုလို့ရှိရင်တောက်တာ3ခွက်ညောက်တော့ရှိပြီfree flow လည်းရတယ်ဆိုတော့စွတ်တောက်တာတကယ်လည်းတောက်လို့ကောင်းတယ်ဟိုကောင်းကောင်းဖြော်ထားတာမျိုးလေးတလားစင်ပြေရရမ်းနေကဲခေါ်တော့စင်ကြတို့နေ့လည်စာသွားစားမလို့ပေါ့နော်နေ့လည်စာသွားစားဖို့တော့တော်တော်နောက်ကြတယ်တကယ်ဆို3နာရီထိုးကန်နေပြီဘာလို့နေရလဲဆိုတော့ free flow ရတဲ့ drink တွေတောက်တယ်လေပြီးတော့ရပ်ပုံရိုက်တယ်ဗီဒီယိုရိုက်တယ်လေဝူစားလုံးနဲ့အဲ့နဲ့ခမင်းစားဖို့နောက်ကြနေတာခမင်းက3နာရီခွဲထိစားလို့ရတယ်ပြောရဲအဲ့တော့နောက်ဆုံးအကြော်လေးရောစားလို့ရအောင်ပဲချင်းတယ်ကဲခုစင်တရားစားကြတာလေးလည်းရွေးလာပြီ။ဘာယူလာလဲဆိုတော့9ကင်ယူလာတယ်။ Big vegetables ယူလာတယ်။ mussels ယူလာတယ်။ပြီးရင်အမဲသားသုံးယူလာတယ်။နောက်ပြီးတော့9ကင်ကို2မျိုးယူလာ။ထမင်းက pillow rice နဲ့နောက်ပြီးတော့သူတို့ရဲ့ special fried rice ဆိုတဲ့ဟာ2မျိုးယူလာတယ်။ကဲစားမယ်။ mussel in စားမယ်။ကောင်းတယ်။ဘုံသေးသေးအောင်ပါခဲ့တယ်။မကြည့်။ဘုံမနေ့ကလိုမျိုးညစာမလုံးကလို့ lobster ကြီးတော့မတွေ့ရတော့။သမီးကနည်းရောက်ချက်မာတာနည်းနည်းလေးပိုရော့သွားတယ်မစိုးဘူးလို့ပြောရတယ်။ဘယ်လိုလာပြီ။ခဲရရ။ဘယ်လိုကင်းမနေ့ကဆိုပစုံကြော။ညတနာတော့ကလေကိုကကြတော့ပစုံကင်းကဲအခုစင်တရားတို့အပြင်ခဏသွားမလို့ပေါ့နော် souk ဆိုရဲဒီသူတို့ရဲ့ဈေးပေါ့မျိုးတွေကဈေးကိုသွားမလို့ souk ဆိုတာကြတော့ဒီအရင်တော့စင်တရားဟိုးရင် vlog မှာပြောထားခဲ့လို့ပဲသွားဒီသူတို့ရဲ့ရှေးဟောင်းဆိုင်တန်းတွေပေါ့နော်ဟိုပစ္စည်းအစုံရှိရယ်ပြောရမလို့ဆိုသူတို့ရဲ့ဈေးပဲအဲ့ဒီဈေးကိုသူတို့က souk လို့ခေါ်တာဒီအကာဒီယာမျိုးရဲ့ souk ကိုမကြည့်ကြမယ်ကဲနောက်ဆုံးတော့ပေါင်ကနေဒီရန်လဲကယူရိုကနေဒီရန်လဲကချက်ပုံမြတ်တယ်လို့တွက်လိုက်လို့4ယူရိုလားမသိပုံမြတ်မယ်ဆိုလို့လောလောဆယ်ပေါင်ကနေပြီးတော့ဒီရန်လဲလိုက်ပြီစနေရလာပြီသွားပါမယ် interact ထဲကနေတစီငါဖို့လို့တာတစီကသူက drive ကတရားမဝင်ဘူးလေ
တရားမဝင်တော့အမှတက်စီသမားစင်တီယာတို့ရဲ့ hotel lobby entrance ထိတော့လာလို့မရဘူးလာလို့မရတော့သူကအပြင်ထွက်လာခိုင်းတယ်စင်တီယာတို့လည်းအပြင်ထွက်တာပဲအပြင်လည်းထွက်တော့သူက cancel လုပ်သွားတယ် cancel လုပ်သွားတော့ဒီအပြင်မှာလက်တားပြီးစီးလို့ရတဲ့တက်စီရှိရဲသူတို့ major သူတို့က90တောင်းတယ်90တောင်းမပေးနိုင်ဘူးလို့20လို့စီးစစ်တာမရပဲနဲ့အားနဲ့နောက်တစ်စီးကြည့်ဖို့လုပ်နေတဲ့အချိန်မှာသူတို့ကလာပြီးတော့အဲ့ဒီနော်တုံးရတဲ့ application ကလေးတရားမဝင်ဝယ်တည်ရမလားဆိုတော့ဆိုလာပြီးတော့ပြောပြီးနောက်ဆုံးကျတော့သူက30နဲ့ဈေးညှိလို့ရပါလို့အဲ့လိုနဲ့ပဲသွားမဲ့လုပ်လိုက်ရတယ်အခုစင်တီယာတို့စုအဟတ်ဆိုရဲဒီဈေးကိုရောက်လာပြီဈေးကဘယ်လောက်ထိဝီချဲနဲ့သွားလို့ရလဲတော့မသိဘူးမာရာကက်ရှ်မှာတော့ဆိုရင်တော့အဆင်မပြေလောက်ဟုတ်တယ်ဒါတော့မစိုးဘူးကျွန်တော်လောလောဆယ်တော့ဘောလုံးအင်ကြီးလို့ကျွန်တော်တို့အင်္ဂလန်မှာဘောလုံးအင်ကြီးဝယ်ဈေးကြီးလို့ဒီမှာဈေးသက်သက်သာနိုင်ရမလားဆိုပြီးလိုက်ကြည့်နေရ120 into 7? Yeah, I'm buying We take 7. seven. 7. Taking 7. 840, yeah? Okay, let's go. Mercy. Thank you very much. သူအစားတော့ကတစ်ထည်ကို150လို့ပြောတာ140အထက်ပိုမလျှော့နိုင်ဘူးအဲ့ဒါစီရတော့ပြောရဲအများကြီးယူမှာလို့လျှော့ပေးလို့ ဘာမှ120ကများနေသေးတယ်120ဆိုသူတို့အတွက်ဈေးကြီးနေသေးတယ် အေး120အထက်မလျှော့တတ်တော့ဘူးနောက်ဆုံးမှာ120နဲ့ရသွားတယ်ခုနကထည့်ဆိုလို့ရှိရင်သူ100လောက်ချားပေးရမှာအမှန်ကယ်150စားပြောလို့အားနာလို့အားနာကြမလို့လေမနမ130ထိစင်းကျင်နေသေးရအနာဆုံး130နဲ့ဟို120နဲ့ခုနှစ်ထဲရခဲ့တယ်ဈေးစစ်တာဘယ်လောက်တောင်မှတော်လဲဆိုလို့ရှိရင်ဈေးရဲဆက်ဆက်ချင်းဝင်တဲ့ပထမဆုံးဆိုင်မှာဒါစီလဲတွေ့ရောဝင်ဝယ်လိုက်ရဟုတ်ဒါ150ကိုသူက120နဲ့အဲ့120အောင်စင်တီယာဝင်စစ်ပေးလို့ပါအဲ့120စီစစ်လိုက်နိုင်တာကိုသူကအတော်တန်လှပြီဆိုတော့ဂုံယူနေရ840 yeah Okay let's go Mercy နောက်တစ်ဆိုင်တွေ့ရနောက်တစ်ဆိုင်တွေ့ရောကတ်ထားတဲ့ဈေးက130ရာစတယ်အဲ့တော့120ဆိုတာတော်တော်များနေတော့ပဲ Mercy Thank you very much 100လောက်နဲ့ရမှာခုနှစ်ထည့်ဝယ်လို့ရှိရင်100လောက်နဲ့100ဒါမှမဟုတ်90 80လောက်နဲ့ရမှာเนาะကိုယ့်ဘာသာကိုပြန်ပြီးတော့အနောက်စားနဲ့ပတ်နေတယ်လို့ပဲ40ရော No sorry 20 Okay let's go ဒီကတော့ဟိုတယ်ကို20 dirham နဲ့ပြန်နေပြီလက်တားလိုက်တာအဆင်ပြေသွားတယ်ခုနကြီးရ30 dirham နဲ့လို့ဈေးစစ်ကြီးရဟိုမှာကားသမားပြန်ပြောတယ်ကားတိုင်း50တောင်းနေတာဟုတ်တယ်ကားတိုင်း50တောင်းနေတာအဲ့50ကိုကိုရီးယားဟို30စစ်တာကိုလက်မခံကြဘူးဂျာ40ပါလာပြောနေတာမရဘူးလို့လုံးဝတော်တော်ကြီးကိုစိတ်မမာနဲ့လေဈေးစစ်ပြီးတင်းကန်လိုက်မှာအဆင်ပြေတော်စိတ်ပြောရလူတော်ရုံဈေးမစစ်တတ်တဲ့လူဆိုအဆင်မပြေဘူးတင်ရစပို့ပါမလဲမေးလိုက်တာစပို့ပါလိုက်ပို့မယ်ထိုင်းတော့မပို့ပေးဘူးတဲ့ကိုဒီမှာမှာပြီးတော့တနေ့ရယူရလို့ရတယ်အမှန်တော့ကိုကန်းကြေတော့ထိုင်ကြတယ်သလား
နေဝင်ဝိုင်းနေပြီးရော Good morning ဒီနေ့ကတော့စင်တီယာတို့အာကာဒီယာမှာ day 4ပေါ့နော်3ချိန်မြောက်မနက်စာစားမှာအဲ့လိုပြောရင်ရလားမှားလား